Hello မင်္ဂလာပါChristmas မှာလက်ဆောင်ရထားတဲ့ပစ္စည်းလေးနှစ်ခုညီမလေးလို့ခေါ်မှာတငယ်ချင်းလို့ခေါ်မှာကိုယ့်ထက်တစ်နှစ်ပဲငယ်တယ်ညီမလေးစီကသူကလက်ဆောင်ပေးထားတာ unboxing လေးလုပ်လို့ပါအခုထင်တော့ပါတယ်Christmas ကလေးလည်းပါတယ်ကိုကတော့ဘာမှမပေးလိုက်ရဘူးကွယ်ဆိုတော့အတူတူဖွင့်ကြည့်မယ်ချစ်စရာလေးအခန်းတစ်ခါဝမှာကတ်လို့ရတော့အော်ချစ်စရာလေးကောင်းလေးဟေးအခန်းတစ်ခါမှာတက်လို့ရတော့မိုက်တယ်အဲ့လိုမျိုးနုနုရွလာလာပပတွေကိုမှမရှိဘူးကွယ်ကိုအရင်မင်းကလေးဆန်တော့မယ်ချစ်ဖို့ကောင်းလိုက်တာ I love it နောက်တစ်ခုကchocolate pistachio နဲ့ chocolate နဲ့ဒီဟာလေးနဲ့ Christmas မှာလက်ဆောင်ရပါတယ် Christmas မှာလက်ဆောင်ရပါတယ်ယောက်ျားစီကတော့ဘာမှမရဘူးကွယ်ဒီဗီဒီယိုကနေပြောလိုက်မယ်ယောက်ျားကိုကျမကိုလက်ဆောင်ပေးဖို့လို့New Year လက်ဆောင်